မြင့်သုံးချင်တဲ့သူတွေအတွက်အဝင်းရဒီနေ့ဂကြက်မတ်စီရဲ့ Repeat Series Collection တစ်ခုလုံးကိုယူလာပေးထားပါတယ်။ဘာပဲနေအများကြီးထဲမှာအဝင်းရဘာလို့ဒီ series ကိုရွေးပြလဲဆိုတော့သူက main ထိုင်လန်စစ်စစ်မို့လို့ပါပဲ။ quality ဘိုင်းနဲ့ဘေးရနေရဲ့ကင်းရှင်းမှုဘိုင်းမှာလည်း 100% စိတ်ချရတဲ့အပြင်မှာ design မိုင်းရလည်းခက်မိုက်မိုက်နဲ့အရန်ကို premium ဆက်ပါရှင်။ design မိုင်းတွေမိုက်တာလားဆိုလည်းမဟုတ်ဘူးเนาะ specification တွေကလည်း share ပဲ 22.5W super fast charging ကြောင့် Android phone တွေကိုအမြန်ဆုံးအားသွင်းပေးနိုင်တယ်လို့ PD 20W fast charging ကြောင့် iPhone သမားတွေလည်းမျက်စိတမိတ်အတွင်းမှာအပြည့်စီမှာပါ။ပါဝါဘက်ကိုလည်းအပြန်သွင်းရင် 80W fast charging အပို့ရတာမလို့အကြာကြီးစောင့်နေရမလို့เนาะ။ battery ဘယ်လောက်% ကျန်သေးတယ်ဆိုတာကိုလည်း LED digital display မှာအတိအကျကြည့်လို့ရသေးတယ်။ capacity အနေနဲ့ကလည်းအဝင်းတို့စိတ်ကြိုက်ရွေးလို့ရအောင်1000နဲ့8000ထိ full collection ရှိပါတယ်။ 1000mAh 2000mAh နဲ့ 3000mAh တရားနေ့တိုင်းအပြင်သွားရင်အိတ်ထဲထည့်သွားပြီးတော့ပုတ်ပပနဲ့အမြန်သွင်းနေတဲ့သူတွေအတွက်ကွက်တီပဲ။ 6000mAh နဲ့ 8000mAh ဒီကောင်ကြီးတွေကတကယ်ကို monster တွေ။ခရီးဝဲသွားရင်ပဲသုံးမလားမိသားစုလိုက်ပဲသုံးမလား။ပြီးရင်တိုက်စီနဲ့ light တက်နေမှာတစ်ခါရေးတွဲပါပြီးသား။ main ထိုင်လန် brand လေးဖြစ်ရမယ်။အားသွင်းရတာလည်းစိတ်ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်တော့ Gadget Max ရဲ့ Repeat Series ကိုအများဆုံးတော့လိုက်တော့နော်။အဝင်းကတော့ highly recommend ပေးပါတယ်ရှင်။